はい、皆さん、こんにちは。ဒီနေ့မှာတော့ကျွန်တော်နဲ့တူတူစင်ကန်ဆန်မာစတာအန်ဒရီဂရမာတွေကိုအတူတူကလေ့လာတော့ကြပါမယ်။じゃあ、行きましょう。ဆိုတော့ခု grammar number 1ကိုကြည့်ကြပါမယ်။ဥချီနီနာနီနာနီနေတော့မလုတ်ခင်စသဖြင့်အတိပ္ပယ်ရတယ်။ဆိုတော့ဘယ်လိုအချိန်မျိုးမှာသုံးတာလဲ။ရှေ့စာကြောင့်ကခွင့်ရေးကွာတုံးချပြီးနောက်စာကြောင့်ကဘိုးလုံးရှေ့စာကြောင့်ကမပြောင်းလဲခင်မှာနောက်စာကြောင့်ကဆွေးလုပ်မယ်အဲ့လိုနေရာမှာအသုံးပြုရတယ်ဆိုတော့မြန်မာစကားပုံမှာလည်းဒီလိုရှိတယ်လက်တာတော်ပိုင်းကြီးဝေးရတော်ကြီးခင်လက်တာတော်ပိုင်းကြီးအရှိကလက်တာရဲဆိုတဲ့အခွင့်အရေးကွာတုံးချပြီးတော့နောက်ကဘိုင်းငင်နေဆိုတဲ့လူရကိုလှုပ်တယ်အဲ့ဒီလာတာရဲဆိုတဲ့ဖြစ်ရမပြောင်းလဲခင်မှာနောက်ကဘိုင်းငင်နေဆိုတဲ့လူရကိုလှုပ်တယ်မိုးရတော်ကြီးခင်သူကလည်းလိုပဲအရှိကမိုးရတယ်ဆိုတဲ့အခွင့်အရေးကိုအသုံးချပြီးတော့နောက်ကရေခမ်းနေဆိုတဲ့စာချောင်းကလူရကိုလှုပ်တယ်ရှိကမိုးရတဲ့အဖြစ်ဖြစ်မပြောင်းလဲခင်မှာနောက်ကရေခမ်းနေဆိုတဲ့လူရကိုလှုပ်တယ်ဆိုတော့အဲ့လိုအခြေအနေမျိုးမှာတော့တယ်နော်ပြီးတော့ grammar pattern လေးချက်ကြည့်grammar pattern ကတော့ဒိုးရှိတွေဆိုရင် value value venine နဲ့ uchini နဲ့တွေ့တုံးတယ် ikeyoshi ကကြတော့ i ထည့်ပြီးတော့ i uchini လို့တုံးတယ်နာkeyoshi မှာလည်းနာပြန်ထည့်ပြီးတော့ uchini နဲ့တွေ့တုံးတယ်နာ uchini နောက်မှာတော့not ကပ်ပြီးတော့ uchini နဲ့တွေ့တုံးတယ်နောက် not uchini အဲ့လို pattern နဲ့တုံးတယ်ဆိုတော့ raven လေးတစ်ချက်ကြည့်ကြပါမယ်両親は元気なうちに旅行に連れて行きたいမိဘတွေကကျမ်းမာနေတော့မှခရီးကိုခေါ်သွားခြင်းနဲ့ဆိုတော့ဒီစာကြောင်းမှာဒီမိဘတွေကန်ကိနာပေါ့နော်ကျမ်းမာတွေဆိုတဲ့အခွင့်အရေးကျမ်းမာတဲ့အခြေအနေမပြောင်းလဲခင်မှာနောက်ကဒီကိုနီဆိုတဲ့ဒီတိုင်းဆိုတဲ့ဒီလောက်ရက်ကိုလုပ်လို့ပေါ့အဲ့လိုဒီပင်လို့နဲ့တုံးရင်ဆိုတော့တချောင်း日本にいるうちに一度富士山に登ってみたいရှိစာကြောင့်က日本မှာရှိရဆိုတဲ့အခွင့်အရေးကိုအသုံးချပြီးတော့နောက်က富士山富士တောင်ကိုတက်မယ်ဆိုတဲ့လူရက်ကိုလုပ်တယ်ဆိုတော့နောက်တစ်ကြောင်း熱いうちに早く食べてくださいဒီစာကြောင်းမှာလည်းအရှိကပူတယ်ဆိုတဲ့အခွင့်အရေးမပြောင်းလားအခွင့်အရေးရနေတော့မှပူတယ်ဆိုတဲ့အဲ့လိုအဖြစ်ပြမပြောင်းလဲခင်မှာနောက်ကမြင်မြန်စားဆိုတဲ့ဟာကိုလုပ်တယ်နောက်ကမြင်မြန်စားဆိုတဲ့လူရကိုလုပ်တယ်ဒီ grammar pattern ကတော့ဒီလိုမျိုးသုံးတယ်နော်ဆိုတော့နောက် grammar ကိုတွားချပါမယ်နောက် grammar pattern ကတွန်းလို့ချင်းပေါ့နောက်ကြတော့ a တိတ်ပဲဒီကကြတော့ b ဆိုတော့ဒီနံပါတ် b တိတ်ပဲကလည်းခုန a မှာလိုမျိုးပဲနန်းနေတော့မလုတ်ခင်ဆိုတဲ့အတိတ်ပဲမျိုးပဲဒါပေမဲ့သုံးပုံကတော့꿰ပြသွားတယ်ဘယ်လို꿰ပြသွားလဲကြည့်ကြရအောင်သူကစေကစာကြောင်းမှာတခုခုကိုအဆက်မပြတ်လုပ်နေတော့နောက်ကစာကြောင်းမှာကွန်မန့်တီတာ
ကိုမတိလိုက်ပဲကိုမတိတာတခုခုကတတိမထားလိုက်မိပဲဖြစ်သွားတယ်ပြောင်းလဲသွားတယ်ဆိုတဲ့အခြေအနေမျိုးမှာတုံးတယ်ဆိုတော့ grammar pattern လေးတစ်ချက်ကြည့်ကြည့်အောင်သူကလည်း A မှာတုန်းကလိုပဲအတူတူပဲပေါ့နော်လို့ရှိဆိုရင် value 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 နဲ့ uchi နဲ့တွေ့တုံးတယ် EKOC ဆိုရင် is ပြန်ထည့်ပြီးတော့ e uchi နဲ့တုံးတယ်နာ KOC မှာလည်းနာပြန်ထည့်ပြီးတော့နာ uchi နဲ့တုံးတယ်နာ uchi လို့လည်းတုံးတယ်နောက်မှဆိုရင်လည်းအတူတူပဲအကုန်လုံးအတူတူပဲပေါ့နော် A မှာတော့အဲ့လိုမျိုးပဲနောက်မှဆိုရင်နောက်ကိုနောက်ကပ်ပြီးတော့နောက် uchi ဆိုပြီးတော့တုံးတယ်ဆိုတော့ report လေးတစ်ချက်ကြည့်ကြပါမယ်先生の説明を聞いているうちにだんだん分かってきた。先生ရှင်းပြနေရာကိုနားထောင်နေတော့မှတဖြည်းဖြည်းနဲ့နားလည်လာခဲ့ပေါ့နော်ဆိုတော့အရှိကစာကြောင်းကိုပါတော့တူတောက်လျှောက်အစမပြတ်နားထောင်နေတော့ဆိုရင်လိုရပြုလုပ်နေတော့မှနောက်ကစာကြောင်းကတဖြည်းဖြည်းနဲ့နားလည်လာခဲ့တယ်ပေါ့နော်ဒီပေါ့နော်သူကကြတော့သူတတိမထားလိုက်မဘူးသူဆက်ဆံနားလည်သွားတာကိုတတိမထားလိုက်မဘူးဒါပေမဲ့ဒီနေ့နေ့လောက်အလွန်မှာသူတတိမထားမိကြပေါ့နော်စပြီးတော့နားလည်သွားတတိမထားမိဘယ်နဲ့နောက်ကြမှာသူနားလည်သွားပါလားဆိုပြီးတော့ပြောင်းလဲသွားတာကိုသုံးထိုင်ပေါ့နော်အဲဒါကြောင့်မလို့ဒီမှာ uchi နဲ့ဒီ grammar pattern နဲ့သုံးတာပေါ့ဆိုတော့နောက်တစ်ကြောင်းကြည့်ကြပါမယ်音楽を聴いているうちに眠ってしまったတချင်းကိုနားထောင်နေတော့မှအိပ်ပျော်သွားခဲ့တယ်ဆိုတော့ဒီအရှိကနားထောင်နေတချင်းနားထောင်နေဆိုတဲ့တချင်းကိုအစမပြတ်နားထောင်နေဆိုရင်လိုရက်ကိုလုံနေတော့မှနောက်ကသူတတိမထားလိုက်နေတော့အိပ်ပျော်သွားတော့တတိမထားလိုက်တာကိုဖြစ်သွားတယ်ဒီအိပ်ပျော်သွားတဲ့သူစပြီးအိပ်ပျော်သွားတော့တတိမထားလိုက်ဘယ်နဲ့ဖြစ်သွားတယ်ဆိုတော့အတိတ်ပဲနဲ့တော့နော်သူဒါမဲ့ဆဆအိပ်ပျော်တာကိုတတိမထားမိပဲနဲ့သူနိုးလာတဲ့အခါမှာတော့သူဒါဖြစ်သွားပါလားသူတတိမထားမလားမိပဲနဲ့အိပ်ပျော်သွားပါလားဆိုတာကိုပြောချင်တဲ့အခါမှာတုံးတယ်ဆိုတော့နောက်ဆုံးစာကြောင်း気がつかないうちに外は暗くなっていったတတိမထားလိုက်မိတုံးမှာပဲအပြင်ကမှောင်သွားခဲ့ပြီပေါ့နော်ဆိုတော့သူတတိမထားလိုက်မိဘူးသူတတိမထားလိုက်မိဘူးဆိုတော့အဲ့လိုအစမပြတ်ဖြစ်နေတော့မှာပေါ့နော်အရှိအစာကြောင့်မှသူတတိမထားလိုက်မိဘူးဆိုတော့အစမပြတ်ဖြစ်နေတော့မှနောက်ကစာကြောင့်ကမှောင်သွားကြတယ်ပေါ့နော်မှောင်သွားခဲ့တယ်ဒီမှောင်သွားခဲ့တယ်ဆိုတော့ဖြစ်ရကိုသူတတိမထားလိုက်မိပဲတတိမထားလိုက်မိဘူးသူဒီကောင်းတဲ့မှုကိုတတိမထားလိုက်မိဘူးအဲ့လိုအခြေအနေမျိုးနဲ့တုံတဲ့အတိတ်ပဲမျိုးနဲ့တုံနေသူစပြီးမှောင်သွားတာပေါ့နော်ပြင်ကမှောင်သွားတာကိုတတိမထားလိုက်မိတဲ့အခြေအနေမျိုးမှာတုံတယ်ဆိုတော့ဒီ grammar pattern လေးကတော့ဒီလိုအတိတ်ပဲမျိုးနဲ့တုံတယ်အရှိကစာကြောင်းမှာတခုခုကပေါ့နော်အစမပြတ်လုံနေတော့ဖြစ်နေတော့မှနောက်ကစာကြောင်းမှာကိုမတိလိုက်ပဲနဲ့တခုခုကမတိလိုက်မိပဲတတိမထားလိုက်မိပဲနဲ့တခုခုကဖြစ်သွားတယ်ပြောင်းလဲသွားတယ်ဆိုတဲ့အတိတ်ပဲမျိုးနဲ့ဒီ grammar pattern ကိုသုံးတယ်ဆိုတော့ now grammar pattern ကိုတွားကြရအောင်စစ်စစ်ကဲမှာရှို့ဆိုတော့ဒီမှာနံပါတ်1 grammar ကအာယတနိနာနီနာနေနေတော့နိုင်နာနေနေစင်ဆိုတဲ့အတိတ်ပဲမျိုးနဲ့အတိတ်ပဲရတယ်ဆိုတော့သူကဘယ်လိုနေရာမှာဘယ်လိုခြေနေမျိုးမှာတောင်းသူကအာယတနဲ့အာယတနိနှစ်ခုကိုခွဲပြီးတောင်းလို့ပေါ့နော်သူတို့အာယတနဲ့အာယတနိက
ပုံးတဲ့နေရာချင်းကွဲတယ်ဆိုတော့အာဟိတကိုအရင်ကြည့်ကြရအောင်အာဟိတကဒီမှာအရင်ဆုံးက A နဲ့ B နဲ့ဆိုပြီးတော့နှစ်မျိုးရှိပေါ့နော် A ကကြတော့ပထမဆန်တဲ့စာကြောင်းကဖြစ်ပြက် B ကကြတော့နောက်ကစာကြောင်းကဖြစ်ပြက်ပေါ့နော်ဆိုတော့ဒီသူတို့နှစ်ခုကတိုင်းလိုင်းတစ်ခုပေါ်မှာရှိနေရပေါ့နော်ဆိုတော့ဒီအာဟိတကကြတော့ရှေ့ကစာကြောင်းကဟာ A ဖြစ်နေတော့မှနောက်ကစာကြောင်းက B အရာကပါတပြိုင်နဲ့တောက်လျှောက်ဖြစ်နေဆိုတဲ့အတိတ်ပဲမျိုးပေါ့တပြိုင်နဲ့တောက်လျှောက်ဖြစ်နေအရှိက A ဖြစ်နေတော့မှနောက်က B ကလည်းတပြိုင်နဲ့တောက်လျှောက်ဖြစ်နေဆိုတဲ့အတိတ်ပဲနဲ့တောင်းတယ်အာဟိတနီမှာကဘလို့အခြေအနေမျိုးမှာတုံးနေကြည့်ကြမယ်သူကကြတော့ရှေ့ကစာကြောင်းကဟာ A ဖြစ်နေတော့မှနောက်ကစာကြောင်းက B ကတစ်ချိန်တစ်ခါပဲဖြစ်သွားတယ်ဆိုတဲ့အခြေအနေမျိုးမှာလုပ်မယ်ပေါ့နော်ရှေ့ကစာကြောင်းက A ဖြစ်နေတော့မှနောက်ကစာကြောင်းက B ကတစ်ချိန်တစ်ခါပဲဖြစ်သွားတယ်ဒီအာဟိတမှာကြတော့သူကတောက်လျှောက် B ကတောက်လျှောက်ဘယ်နဲ့တောက်လျှောက်ဖြစ်နေတာဒါပေမဲ့အာဟိတနေမှာကြတော့နောက်က B ကတစ်ချိန်တစ်ခါပဲဖြစ်သွားတယ်ဆိုတဲ့အခြေအနေမျိုးနဲ့တုံးတယ်ပေါ့နော်ဒီလိုသူတို့နှစ်ခုကကွာတယ်ဆိုတော့ grammar pattern ကြည့်ကြမယ်ဘယ် form နေလဲတော့သူကဒိုးရှိနေဆိုရင် very fatty fana ဥချိနေမှာတော့လို့ပဲ very fatty fana နောက်ကအိုက်တာတွေ့တော့နေနောက်မှဆိုတော့ဥချိနေရလို့ပဲနောက်တော့အိုက်တာနိလို့ဆိုပြီးတော့အသုံးပြုတယ်ဒါပေမဲ့ဒီမှာ EKOC နောက် KOC နဲ့တော့နော်ဆိုတော့ဘယ်ပုံနေကြည့်ကြမယ်彼を待っている間、YouTube を見ていた。ဒီမှာ間をတုံးထားပါဆိုတော့သူ့ကိုစောင့်နေတော့မှYouTube ကိုကြည့်နေတယ်ပေါ့နော်ဆိုတော့အရှိကစာကြောင်းကဒါကြီးက A ပေါ့ပထမစာကြောင်းက A နောက်ကစာကြောင်းက B ရှိကစာကြောင်းက A ဆိုတာဖြစ်နေတော့မှနောက်ကစာကြောင်းကYouTube ကိုကြည့်နေကြတယ်ပေါ့ဆိုတော့ဒီမှာအာဟိတနဲ့တုံးထားတယ်တစ်ချက်ပြန်စဉ်းစားကြည့်အောင်အရှိကသူ့ကိုစောင့်နေတယ်ဆိုတဲ့အဖြစ်အပျက်ကိုဖြစ်နေတော့မှာပေါ့နော်နောက်က YouTube ဆိုတာကိုလည်းသူကတောက်လျှောက်ပေါ့နော်တောက်လျှောက်ကြည့်နေကြတယ်ဆိုတဲ့အတိတ်ပဲမျိုးအဲ့လိုသူတုံးချင်တာပေါ့အဲ့ဒါကြောင့်မို့ဒီမှာအာဟိတကိုတုံးထားတယ်ရှိကသူ့ကိုစောင့်နေစမှာစောင့်နေဆိုတဲ့အဖြစ်အပျက်ဖြစ်နေတော့မှနောက်ကစာကြောင်းက B ဆိုတဲ့ YouTube ကိုလည်းတပြိုင်နဲ့တောက်လျှောက်ကြည့်နေကြတယ်ဆိုတလို့ဆိုပြီးတော့တုံးချင်တာနောက်တစ်ကြောင်း私が料理をしている間に電話が鳴った。ကျွန်တော်ဟင်းချက်နေတော့မှဖုန်းမိလာခဲ့တယ်အရှိကစာကြောင်းကဟင်းချက်နေတော့စတဲ့အဖြစ်ပြက်ပေါ့နော် A ဖြစ်ပြက်အဲ့ဒီ A ဖြစ်ပြက်ဖြစ်နေတော့မှနောက်ကတန်ဝကနာရုဖုန်းလာခဲ့တယ်ဒီဖြစ်ပြက်အရှိကဟင်းချက်တဲ့ဆိုတဲ့ A ဖြစ်ပြက်ဖြစ်နေတော့မှနောက်ကဖုံးမိလာတာကတစ်ချိန်တစ်ခါပဲပြီးရလေအမြဲတမ်းဟင်းချက်နေရပထဟင်းချက်နေတဲ့အစကနေဆုံးစီဖုံးကမြင်နေခဲ့ရမှာဖုံးကတစ်ချိန်တော့လောက်ကောင်းမိလာလိုက်ပြန်ချသွားလိုက်မိလာလိုက်ပြန်ချသွားတာပဲရှိမှာအစနေဟင်းချက်နေတဲ့လုပ်ငန်းစဉ်အစနေအဆုံးထိတောက်လျှောက်နေမှာမဟုတ်ဘူးတစ်ချိန်တစ်ခါပဲဆိုတဲ့ပုံစံမျိုးနဲ့မိမှာနိတမလားအစကနေဆုံးတည်မိမှာမဟုတ်အဲ့လိုကြောင့်မလို့အရှိကဟင်းချက်နေတဲ့ဖြစ်ရက် A
ဖြစ်နေတော့မှနောက်ကဖုံးမိတယ်ဆိုရဖြစ်ရပြီးကတခြင်းတစ်ခါဖြစ်သွားတယ်အဲ့လိုပုံစံမျိုးနဲ့တုံးလုံးချင်တာအဲ့ဒါကြောင့်မလို့ဒီမှာကအာယုဒနဲ့မတုံးဘဲနဲ့အာယုဒအနေနဲ့တုံးထားတာဖြစ်တယ်နောက်ဆုံးတစ်ကြောင်း私が旅行で留守の間うちの犬の世話をお願いできないでしょうかကျွန်တော်ခရီးသွားနေလို့အိမ်မှာလူမရှိတော့မှအိမ်ကခွေးလေးကိုကြည့်ရှုပေးလို့ရနိုင်မလားအဲ့တော့ပထမစာကြောင်းကခရီးသွားနေလို့လူမရှိတော့မှဆိုတဲ့အေးဖြစ်နေတော့မှာပေါ့နော်နောက်ကစာကြောင်းကနောက်စာကြောင်းကရမြင်ရတာတော့မသိဘူးဒီမှာဟိုနဲ့ဝယ်နေရောうちの犬の世話をするပေါ့နော်စသဖြင့်အနောက်ကအဲ့ဒီအင်္ဂါခွေးလေးကိုကြည့်ရှုပေးရပေါ့နော်အဲ့ဒါပြီးအရှိကအေးဖြစ်ရဖြစ်တဲ့ခရီးသွားနေလို့လူမရှိတော့မှဆိုရဖြစ်နေတော့မှာပေါ့နော်နောက်ကစာကြောင်းကဘီဖြစ်ရဖြစ်တဲ့ခွေးလေးကိုကြည့်ရှုရောက်ပေးတယ်ဆိုတဲ့ဖြစ်ရကပါတောက်လျှောက်တပြိုင်နဲ့တောက်လျှောက်ဖြစ်နေတာပေါ့အဲ့ဒါကြောင့်မို့ဒီမှာအာယုဒနဲ့တုံးထားတာဖြစ်တယ်အဲ့လေးမြင်ကြမယ်じゃあနောက် grammar တစ်ခုကိုတွားကြပါမယ်ဆိုရင်ဆိုတော့နောက် grammar ကတဲ့ခါရတဲ့နိုင်တော့တဲ့ခါရတဲ့နာခဲ့ရပါဘယ်လိုတိတ်ပဲလဲဆိုတော့ဘတ်ထာမှာမဟုတ်ရင်အစမပြေဘူးမရဘူးမဖြစ်ဘူးဆိုတဲ့အတိတ်ပဲရှိတယ်ဘလို့အချင်းတွေမှာတုံးတာလဲဆိုရှိစာကြောင်းကဟာကိုမလုတ်ထားလေနောက်ကစာကြောင်းကဟာကိုလုတ်ဖို့ကအစေမပြေနိုင်ဘူးဆိုတဲ့အချင်းတွေမျိုးနဲ့တုံးတယ်ရှိစာကြောင်းကလုတ်ရက်ကိုမလုတ်ထားရင်တော့နောက်ကစာကြောင်းကဘယ်လိုလုတ်ရက်ကိုလုတ်ဖို့အကြအစမပြေဘူးဆိုတဲ့အတိတ်ပဲဖြစ်တယ်ဆိုတော့ grammar pattern ကိုကြည့်ကြမယ် grammar pattern ကတော့သူ့ရဲ့ခေါင်းစဉ်အတိုင်းပဲတက်ခါရတဲ့နိုင်တို့တက်ခါရတဲ့နာခရဲပါဆိုတော့တက်ဖောင်နဲ့ပဲတုံးနေဗတ်တက်ဖောင်နဲ့ပဲတုံးဆိုတော့ raven လေးတစ်ချက်ကြည့်ကြပါမယ်二十歳になってからでないとお酒を飲むことができません。အသက်20ပြည့်မှမဟုတ်ရင်ရက်တော့လို့မရဘူးမတကရောက်လို့ဆိုတော့ဒီမှာတက်ခါရတဲ့နိုင်တော့ဒီစီက二十歳になる二十歳になるဆိုတဲ့ဒီဘက်ကဖြစ်တာမှာပေါ့နော်မဟုတ်ရင်အနောက်ကအရှိကအဲ့二十歳になるဆိုတဲ့ဒီအသက်20ပြည့်မှပြစ်ထားမှာမဟုတ်ရင်နောက်ကအရက်တောက်တီပေါ့နော်အိုဆာကနိုမှုဆိုတဲ့ဒီနောက်ကလောက်ရက်ကိုလောက်ဖို့အကြအစမပြေဘူးလှုပ်လို့မရဘူးအရှိကအသက်20မပြည့်ရင်နောက်ကရက်လဲတောက်လို့မရဘူးဆိုတဲ့အတိတ်ပဲလို့အတိတ်ပဲဆိုတော့နောက်တစ်ကြောင်းလေးပေါ့病気が治ってからでなければ、激しい運動は無理だ。ဒီယောဂပျောက်ကင်းမှမဟုတ်ရင်ပြင်းထန်တဲ့ပေါ့နော်
အားကစားတွေကိုမလုံနိုင်မဖြစ်နိုင်ဘူးပေါ့နော်ပြင်းထန်တဲ့အားကစားတွေကိုမလုံတင်ဘူးမဖြစ်တင်ဘူးမဖြစ်နိုင်ဘူးအဲ့လိုအတိတ်ပဲဆိုတော့ဒီမှာနာအိုတဲ့ခရာတဲ့နာခရဲပါဒီနာအိုလူပေါ့နော်ပျောက်ကင်းတယ်ပြောခိကနာအိုနော်ပျောက်ကင်းတယ်ဒီဘတ်ကြီးပေါ့နော်ဒီဘတ်ကြီးဖြစ်ထားမှဒီပျောက်ကင်းထားမှမဟုတ်ရင်နောက်ကကျင်းထန်တဲ့အားကစားတွေကိုလုံးလို့မဖြစ်ဘူးတကယ်လို့မပျောက်ကင်းရင်တော့ဒီယောဂမပျောက်ကင်းဒီအရေးလည်းမလုပ်ရအောင်မဖြစ်ဒီနောက်ကပြင်းထန်တဲ့အားကစားတွေမလုပ်တင်ဘူးမဖြစ်နိုင်ဘူးအဲ့လိုအတိတ်ပဲပေါ့နောက်ဆုံးတစ်ကြောင်းသွားပါမယ်နောက်ဆုံးတစ်ကြောင်းကညမလားအောက်ဆုံးပေါင်းနဲ့ထီညနောက်ပြီးတိုင်းမြအရှင်းလိုက်တမ်းတော့宿題が終わってから出ないと寝られません。အင်စာတွေပြီးထားမှမဟုတ်ရင်မအိပ်နိုင်ဘူးပေါ့နော်အိပ်လို့မရဘူးဆိုတော့အရှိကစာကြောင်းက宿題が終わりပေါ့နော်ဒီအင်စာပြီးရပေါ့နော်အဲ့ဒီအင်စာပြီးတယ်ပေါ့နော်တကယ်လို့မပြီးဘူးဆိုရင်တော့နောက်ကမအိပ်ဘူးပေါ့နော်အိပ်လို့မရအောင်အိပ်လို့ရတော့အဆင်မပြေဘူးပေါ့နော်နောက်နေ့ကျရင်ဆရာမစစ်တော့မှာဆိုအဲ့ဒါကြောင့်မို့ပြီးထားမှဒီနေ့ညပြီးထားမှပဲအိပ်လို့ရလည်းဖြစ်နိုင်မယ်အိပ်လို့ရလည်းအဆင်ပြေနိုင်မယ်ဆိုတဲ့အတိတ်ပဲနဲ့တောင်းတယ်ဆိုတော့ဒီဟာကတော့ဒီ grammar တော့တွေ့ပါတယ်တက်ဖောင်နဲ့ပဲတောင်းတယ် grammar pattern ရောဒီပဲအဲ့ဒါသိမခက်တော့ပါကဲဒါဆိုရင်နောက်ဆုံး grammar pattern ပဲချင်ပါတော့တယ်続けましょう。ところだ、ところプラス調子。ဆိုတော့ဒီပေါ့နော်ဒီところだတော့အဖို့မှာကြရလဲကျွန်တော်တို့သင်ထားပြီးကြပြီးပြီသူကအရှိမလိုက်တဲ့ဒီ verb form တွေပေါ်မူတည်ပြီးတော့သူကအတိတ်ပဲကွဲသွားတယ်ပေါ့နော်ပြန်ရှင်းပြမယ်ဆိုရင် value ところだဆိုရင်verb တော့မလို့ verb တဲ့ところだဆိုရင် verb နေတော့ verb နေစေ verb တာところだဆိုရင်verb ခုလေးတွေမှာ verb ကစားဆိုတဲ့အတိတ်ပဲရှိတယ်သူကကြတော့အရှိက verb form ပေါ်မူတည်ပြီးတော့အတိတ်ပဲကွဲပြားသွားတာအခုဒီမှာအတိတ်ထပ်ပါလာတာကအန်သွီးမှာအတိတ်ထပ်ပြီးတော့မှတ်ရမှာကところပေါ့နော်ဒီအလဲမှာသုံးတာပေါ့ဒီところကအလဲမှာသုံးပြီးတော့နောက်ကနေပြီးတော့ကြောရှိလေးထပ်ပြီးတော့ကပ်ပြီးတော့သုံးပါပေါ့နိအိုတဲ့ပေါ့နော်ဒီကြောရှိလေး particle ပေါ့နော် particle လေးကတ်တွဲပြီးတော့သုံးရမှာဆိုတော့ဆက်ကြည့်ကြမယ်ဆိုတော့ဒီところへဒါမှမဟုတ်ところへところにအဲ့ဒီနောက်မှာပါလိုက်များလဲဆိုတော့来る行くစသဖြင့်ပေါ့နော်ဒါဥပမာပေးတာ来る行くဆိုရဲရောက်ရှိရပြ verb တွေလိုက်တယ်ရောက်ရှိရပြ verb တွေဒီ来る行くကတော့အများမြင်တာတော့အောင်ပေါ့နော်အများဆုံးသုံးတဲ့ဥပမာအဖြစ်ပြထားတာတခြားရောက်ရှိရပြ verb တွေဆိုရင်ဥပမာ通るつく入れる入るစသဖြင့်အဲ့လိုရောက်ရှိရပြverb တွေလိုက်တယ်ဘယ်မှာလဲဆိုရင်တော့ဒီところへところにအဲ့ရနောက်မှာလိုက်တယ်နောက်တစ်ခုကところをပေါ့နော်သူ့ရဲ့နောက်မှာတော့အမြဲတမ်းများတော့အဖြစ်ပေါ့နော်အမြဲတမ်းလို့လည်းပြောလို့ရပါတယ်受け身နဲ့しまいましたအဲ့နှစ်ခုကအများတော့အဖြစ်လိုက်လို့ရှိတယ်သူကပေါ့နော်ဒါကြတော့မြင်တာတော့ဘယ်လိုကိုယ်စိတ်ကပေါ့ဒီတစ်ခုပေါ်မှာနည်းနည်းစိတ်
မချစ်တင်ခဲ့ဖြစ်တာပေါ့နော်မချစ်တင်ခဲ့ဖြစ်တာဒီပြီးတော့မကောင်းဖြစ်တာပါစိတ်ကဘယ်လိုပြောမလဲစိတ်ညစ်ညူးသွားစိတ်ညစ်တယ်လို့ဖြစ်သွားပါနော်အဲ့လိုစိတ်ကမချစ်တင်ခဲ့ဖြစ်သွားတာအဲ့လိုအခြေအနေမျိုးမှာတုံးတယ်များတော့ပြန်တာဒီဥကဲမီနဲ့ရှီမာဦးရှီမိုင်မတ်တာအဲ့ဒါကြီးနဲ့အများဆုံးတွဲပြီးလိုက်လိရှိတယ်ဆိုနောက်ဆုံးတစ်ခုတိုကိုရိုတဲ့ရဲ့နောက်မှာကြတော့ဘယ်ရလိုက်လိရှိလဲဆိုတော့ဒီမထင်မှတ်ထားတဲ့အဖြစ်အပျက်တွေလိုက်လိရှိတယ်အဲ့လိုပေါ့နော်ကိုကဒါကိုကြိုပြီးလဲမျောလဲမထားဘူးဒါပေမဲ့ तू ကရုတ်တရက်ပေါ့နော်ကိုအရှိကဟာလုံနေတဲ့အချိန်မှာနောက်ကကိုမထင်လိုက်တဲ့ဟာပေါ့နော်ဖြစ်သွားရပေါ့နော်အဲ့လိုချင်းနေမျိုးပေါ့နော်ကိုလုံးဝဒီဖြစ်ချုံမျောလဲမထားဘူးအဲ့ဖြစ်ကြီးရပဲဝုံတိုင်းဆိုပြီးတော့ဖြစ်သွားပါနော်အဲ့လိုချင်းနေမျိုးမှာတုံးတယ်ဆိုတော့ခု ribbon လေးကြည့်ကြပါမယ်出かけようとしたところで雨が降った。အပြင်ထွက်တော့မလို့လုံနေတော့မှမိုးရွာလာခဲ့ပေါ့နော်။ तू ကပေါ့နော်ဒီမှာတကိုရိုတဲကိုတုံးထားတယ်။ဒါကြောင့်မလို့သူပေးထားတဲ့ပတ်တန်နဲ့လည်းကြိုက်တယ်။အရှိကပေါ့နော်အရှိစာကြောင့်ကအပြင်ထွက်မလို့လုံတယ်ပေါ့နော်။ဒါပေမဲ့သူမထင်ထားအောင်နောက်ကစာကြောင်းဟာတော့ကြည့်လိုက်မဆိုရင်မိုးရွာလာခဲ့ပေါ့နော်သူဒါကိုဒီဖြစ်ရက်ကိုမိုးရွာမယ်ဆိုရဖြစ်ရက်ကိုလုံးဝမမျှော်လင့်ထားဘူးကြိုပြီးတော့တွက်ဆမတောင်းအဲ့ဒါကြောင့်မလို့မမျှော်လင့်ထားတာနောက်ကစာကြောင်းဖြစ်လာတာမလို့အရှိကဒီတိုကိုရိုတဲကိုတုံးထားတာဖြစ်တယ်ဆိုတော့နောက်တစ်ချောင်းကြည့်ကြမယ်二人が話し合っているところに、彼が口を入れています。နှစ်ယောက်သားစကားပြောနေတော့မှဒီသူကပေါ့နော်ဒီကောင်ကပေါ့နော်သူကပေါ့စကားဖြတ်ပြောလာဆိုတော့အရှိကတကိုရိုနီကိုတောင်းတာနော်သူကဒီနှစ်ယောက်စီပေါ့နော်ကိုလည်းဖြစ်နိုင်လို့ခြားခဲ့ပြဒီဖူတာရီဒီနှစ်ယောက်စကားပြောတဲ့စီကိုတခြားတစ်ယောက်ပေါ့နော်တခြားတစ်ယောက်ကဝင်ပြီးတော့စကားဖြတ်ပြောတယ်ဆိုတော့ဝင်ပြီးတော့ကုချီယိုအီရဲလူဆိုကြတဲ့အီရဲလူပေါ့နော်ဒီကပြဦးလေးအီရဲလူစိုက်ဖြတ်ပြောရဲပေါ့နော်စီရောက်လာသူတို့နှစ်ယောက်စီကိုဝင်ပြီးတော့ရောက်ရှိပြီးတော့ပေါ့နော်ရောက်ရှိပြီးတော့တက်ဦးတီးပြီးတော့တကားဝင်ဖြတ်ပြောတယ်အဲ့ဒါကြောင့်မလို့ဒီအီရဲလူကလည်းသူကရောက်ရှိရပြဖက်လို့ဆိုနိုင်တယ်ဒါကြောင့်မလို့ဒီအီရဲလူဘက်ကိုတုံးထားတာကြောင့်မလို့အရှိကတိုကိုရိုနီကိုတုံးပြီးတော့ဒီ grammar ဒီရာကိုပြောလိုက်ခြင်းဖြစ်တယ်နောက်တစ်ကြောင်းケーキが出来上がったところへ子供たちが帰ってきた。ကိမို့လို့ပြီးသွားတဲ့အချိန်မှာကလေးတွေကပြန်လာခဲ့တယ်ပေါ့နော်။ဒီမှာလဲတကိုရိုကိုတုံးထားတယ်။ဒီတကိုရိုကလည်းတကိုရိုအနေနဲ့အတူတူပဲသူ့ရဲ့နောက်မှာရောက်ရှိခြင်းပြဗတ်တွေလိုက်လိရှိတယ်။ဆိုတော့ကြည့်ရမယ်ဆိုရင်ဇာကြောင်နောက်ဇာကြောင်မှာခိုက်တဲ့ခိတာပေါ့နော်ခိတာလာခဲ့တယ်သူကတော့ဒီမှာဥပမာပေးထားတဲ့အတိုင်းပဲခုတူပေါ့နော်သူကရောက်ရှိခြင်းပြတွဲလို့လဲပါတယ်အဲ့ဒါကြောင့်မလို့ခိတာကိုတုံးထားတာကြောင့်မလို့ရှေ့ကတိုကိုရိုကိုတုံးပြီးတော့ပြောလိုက်ခြင်းဖြစ်တယ်နောက်ဆုံးတစ်ကြောင်း試験中カンニングしているところを先生に見られたစာမေးပွဲမှာဒီစာကိုကြံနေတာကိုစမ်းစစ်ရမြင်သွားရပါတော့ဆိုတော့ဒီမှာကနည်းနည်းတော့
미야겠다. 라인이야, 왜고. 카닝쿠 스테이루, 또, 스테이루. 비야, 사고 잘하구나. 마토코로 오고, 똥 타라구나. ဆိုတော့တိုကိုရိုအိုကိုတုံးရင်နောက်ကအများအားဖြင့်ဥကဲမီတို့ဒါမှမဟုတ်ရှိမအောင်ပေါ့နော်ဒီမှာဒီစာကြောင်းမှာလဲမီတာတဲ့တူပေါ့နော်ဒါဥကဲမီပဲတုံးထားရပေါ့နော်ဒီသူကကြည်ချင်းခံရတယ်အဲ့ဒါကြောင့်မလို့ဒီဥကဲမီကြောင့်မလို့အရှိကတိုကိုရိုအိုကိုထည့်ပြီးတော့ပြောသွားတာဒီအများအားဖြင့်တိုကိုရိုအိုတုံးချင်လဲဒီနောက်မှာဥကဲမီဒါမှမဟုတ်ရှိမအောင်ကိုတုံးပြီးတော့ပြောရတယ်はい。じゃあ、今日はここまでです。じゃあ、ဒီ新幹線စာအုပ်ရဲ့ဒီဓာတ်ဣကပိုင်းမှာလဲrun shoot တွေရှိရပေါ့နော်အဲ့ဒီ run shoot လေးတွေကိုလေ့ကျင့်ကြည့်ဖို့တိုက်တွန်းပါတယ်run shoot ရလဲအရေးကြီးရပေါ့နော်သူကအမှဓာတ်ဣကနဲ့တက်ဆိုပြီးတော့လည်းရှိရဓာတ်ဣကနဲ့ဒိုင်းနိကနှစ်ခုပေါင်းပြီးတော့လေ့ကျင့်ရလဲရှိရပေါ့နော်ခုကတော့ဓာတ်ဣကပဲတင်ပြီးသွားတာဖြစ်တဲ့အတွက်ကြောင့်ဓာတ်ဣကကိုပဲတခုတည်းဟာကိုပဲအရင်ဆုံးလေ့ကျင့်ကြည့်ဖို့အတွက်တိုက်တွန်းပါတယ်じゃあဒါဆိုရင်နောက်ဒိုင်းနိကမှာပဲပြန်တွေ့ကြမယ်နော်はいお疲れ様でしたまたね